ဒီနေ့တင်းနေကျွန်တော်တို့ဖျားခင်ပြင်ဆင်ထားပြီးတဲ့အထူးကောင်းကြီးကတော့ဟေပြင်းနှစ်ဆက်ရှိဖြစ်ပါတယ်ထို့သောစုံစမ်းနောက်ဆက်ခြင်းကိုကိုရောတိုင်ခံ၍ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့်စုံစမ်းနောက်ဆက်ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကိုမဆခြင်းကတတ်နိုင်တော်မူ၏ဒီနေ့ကိုရောကလောကကြီးကိုဆင်းသက်လာတာဆင်းရဲခြင်းဒုက္ခမျိုးစုံကိုသူခံခဲ့တယ်ကျွန်တော်တို့အခုခံနေရတဲ့ကြုံတွေ့နေရတဲ့အရာအလုံးကိုလည်းကိုရောနားလဲတာဖြစ်တယ်ကိုရောသိတာဖြစ်တယ်ကိုရောမခံစားဘူးလို့မဟုတ်ပါဘူးဆင်းရဲခြင်းကိုကိုရောဆင်းရဲခြင်းမှာမနေဘူးလို့လည်းမဟုတ်ပါဘူးကိုရောအကုန်သိတာဖြစ်တယ်ဒါပေမဲ့ကိုရောကျွန်တော်နဲ့အတူရှိနေတာဖြစ်တယ်ကိုရောကျွန်တော်ကိုနေ့ရက်စဉ်တိုင်းမဆပေးနေတာဖြစ်တယ်ကိုရောခံရတဲ့ဆင်းရဲခြင်းနဲ့ရှင်တယ်ကျွန်တော်ခံရတဲ့ဆင်းရဲခြင်းကပါပါလေးပဲဖြစ်တယ်ကိုရောကျွန်တော်ကိုရင်းချက်စေခြင်းတို့ဒီຢာတွေကိုပြီးတွေ့တာဖြစ်တယ်ကျွန်တော်ကိုနေချခြင်းတာရရှိစေခြင်းတို့ကျွန်တော်ကိုတစ်ခုခုသင်ပေးခြင်းတို့ဒီຢာတွေကိုကြုံတွေ့စေတာဖြစ်တယ်ကြုံတွေ့ရုံသာပြီးကြုံတွေ့ရုံသာမကပဲကျွန်တော်တို့အတွက်ထွတ်မြောက်ရအောင်လည်းကိုရောပြင်ဆင်ထားပေးရဖြစ်တယ်ကျွန်တော်တစ်ကော3073မှာလည်းထွတ်မြောက်ရအောင်ကိုဒီလိုအတွက်ငါပြင်ဆင်ပေးမယ်ဆိုတဲ့ဂတိတော်လည်းကျွန်တော်တို့အတွက်ထားထားပေးရဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဘက်ကလုပ်ရမယ့်အရာကဖျားသခင်ကိုတာရေးကိုးစားဖို့ဖျားသခင်ကိုတာရေးဆွဲကင်ဖို့ဖြစ်နေတဲ့အရာတွေပေါ်မှာပဲဥတီမနေပဲနဲ့ကိုရောငါဘက်မှာရှိတယ်ကိုရောငါ့ကိုမဆပေးမယ်ဆိုတဲ့အရာကိုကျွန်တော်တို့တာရေးဆွဲကင်မှုဖြစ်တယ်ဒါကြောင့်မို့ဒီနေ့တောင်တော့အသက်ရှင်ခြင်းမှာသင်တို့ခံနေရတဲ့စုံစမ်းခြင်းရှိနေပြီလားဒုက္ခကဲကဲရှိနေပြီလားကိုရောမခံဘူးလို့မဟုတ်ပါဘူးကိုရောသိပါတယ်သင်တို့နဲ့ကိုရောအတူရှိနေပါတယ်ဒီနေ့တောင်လုံးမဆခြင်းကတက်နိုင်တဲ့ဘုရားကိုတာရေးဆွဲကင်တဲ့ဒီနေ့တောင်လုံးအသက်ရှင်ဖို့တခင်ရှင်နာမ၌ဆုတောင်းလေကောင်းချီးပေးပါတယ်ရောက်ချင်းတဲ့ဘုရားသခင်ကောင်းချီးပေးပါစေ